ကွန်ဆောင်ချိန်မှာဘယ်လိုမျိုးလက္ခဏာတွေဖြစ်တတ်လဲကွန်ဆာရှိပြီဆိုတာနဲ့တလားလောက်ဆိုတာနဲ့ပေါ့နော်ဒီ HCG ဟော်မုန်းကဒီခန္ဓာကိုယ်ထဲမှာမြင့်တက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့တတိသားလေးရှိပြီဆိုတာနဲ့မူးတာပေါ့နော်ပြုတ်အန်တာတွေအစားမဝင်တာတွေနောက်ပြီးတော့အန်ချင်တာတွေပြုတ်အန်တာတွေနောက်ပြီးတော့မှအားနေအိတ်ချင်နေတာပေါ့နော်ပုံမှန်ထက်တအားအိတ်ချင်နေတာအဲ့လိုမျိုးတွေနှုံးနေအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်နောက်ပြီးတော့ချင်ချင်းတက်တာတွေဖြစ်တတ်ပါတယ်နောက်ပြီးတော့ခါနာတာတွေဖြစ်တတ်ပါတယ်နောက်ပြီးတော့ရင်သားတင်းပြီးတော့နာတာတွေဖြစ်တတ်တယ်နောက်ပြီးတော့ဒီရင်သားနှုတ်ဒီခေါင်းကသူကပေါ့နော်အကွင်းပေါ့နော်အကွင်းကမဲမဲကြီးတွေဖြစ်တာတွေဖြစ်တတ်ပါတယ်ခါနာတာတွေကတော့ဒီ9လနောက်ပိုင်းဆိုလို့ရှိရင်ပေါ့နော်ခါနာတာတွေကဖြစ်တတ်ပါတယ်နောက်ပြီးတော့စီးစက်မှာတင်းတာတို့နာတာတို့စသဖြင့်အဲ့လိုမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်တယောက်နဲ့တယောက်ကတော့ခံစားရတာချင်းအတူမတူညီကြဘူးပေါ့နော်တချို့ကြတော့လည်းစားဝင်တဲ့အိပ်ပျော်တဲ့အဲ့လိုမျိုးရှိတယ်တချို့ကြတော့လည်းစားမဝင်အိပ်မပျော်တာတွေလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုကပေါ့နော်အနေထိုင်အစားတောက်ကိုတခြားလေးဆင်ခြင်ရမှာဖြစ်ပါတယ်ကုန်းကွက်အလုပ်တွေလည်းမလုပ်နဲ့ပေါ့နော်အလေးပင်တွေလည်းမသေးပါနဲ့ထိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်ကိုကဒီလိုမျိုးလေးထိုင်ချပြီးတော့မှပစ္စည်းတစ်ခုခုကောက်ပါတကယ်လို့ကိုကထိုင်မယ်ပေါ့နော်ဆိုဖာတွေမှာထိုင်မယ်ဆိုလို့ရှိရင်လည်းဖြည်းဖြည်းတတ်တာလေးထိုင်ပြီးတော့မှတ်လေးထိုင်ရမှာဖြစ်တယ်နော်အဲ့လိုမျိုးလေးကွန်ဆောင်ရဲ့ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်အမျိုးသမီးတွေကခါနည်းနည်းလေးကော့ဘိုက်ကထွက်လာပြီဆိုတော့ပို့ကော့ဒီလိုကော့နဲ့အဲ့လိုမျိုးဖြစ်တယ်နော်ဘိုက်ကအလေးချိန်ကအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီဘိုက်ကြီးကလေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ခနာကိုကခါနာတာတွေဖြစ်မယ်အမှဟိုနာနာဒီနာစီးစက်နာစသဖြင့်အဲ့လိုမျိုးတွေဖြစ်နေမယ်ပေါ့နော်နောက်ပြီးတော့စီးအိမ်ကိုဒီတတိသားလေးဖိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါက်ခန်းကသွားတာတွေလည်းဖြစ်မယ်ပေါ့နော်ဒီအမျိုးသမီးရဲ့ဒီလိုမျိုးပေါ့နော်ဟော်မုန်းအပြောင်းလဲကြပေါ့နော်စိတ်ဆိုးစိတ်ဆက်တာတွေစိတ်ထဲမှာဘယ်လိုပြောရမလဲဟုတ်စိတ်ဆိုးလွယ်တာတို့ပဲပြောမလို့ဟော်မုန်းအပြောင်းလဲကြောက်သူကစိတ်ကမောက်ကမတွေဖြစ်ပြီးတော့မှပုံမှန်စိတ်ရှိတဲ့သူကလည်းစိတ်မရှိတာတွေဖြစ်တတ်တယ်နောက်ပြီးတော့ငိုးချင်းတလို့ရီးချင်းတလို့တွေလည်းဖြစ်မယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုယောက်ျားကကိုဘေးနားမှာရှိတယ်နားလည်မှုရှိတယ်ဆိုလို့ရှိရင်တော့ကောင်းတာပေါ့နော်သူရင်ဖွင့်ဘယ်လိုမျိုးခံစားရလဲဘာညာအဲ့လိုမျိုးကိုချွဲတာပေါ့နော်အဲ့လိုချွဲတာတို့ကိုဖြစ်တဲ့အရာတွေပြောပြပေးတာတို့အဲ့လိုမျိုးဆိုရင်အဆင်ပြေတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုနဲ့ရင်းနှီးတဲ့သူချစ်ခင်တဲ့သူကိုမိဘပဲဖြစ်ဖြစ်ကိုအမပဲဖြစ်အဲ့လိုမျိုးကိုပြောပြပြီးတော့မှကိုရဲ့ဝေဒနာခံစားရတာကိုပြောပြတယ်ဆိုရင်သူတို့ကပေါ့ပါသွားတယ်ပေါ့နော်အဲ့လိုမျိုးခံစားရတာတတ်တာတယ်အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့ဆိုလို့ရှိရင်အလုပ်တွေကလည်းလော့ရတယ်ပင်ပန်းတယ်အဲ့လိုမျိုးယောဂဒီကိုဝန်ရွတ်ထမ်းနာတာကွယ်အလေးကွယ်အဲ့ဒါကြီးကို6ပေါင်9ပေါင်လောက်ရှိတဲ့ဟာရွတ်ထမ်းနာတဲ့ဟာကိုကိုကလည်းဒီမှာခံစားနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြောပြရင်လည်းနားမထောင်တာတို့အဲ့လိုမျိုးဆိုရင်အဆင်မပြေဘူးနောက်ပြီးတော့ဆိုင်ကယ်စီးတာတွေလည်းမလုပ်နဲ့ကိုဆိုင်ကယ်မောင်းတာတွေလည်းမလုပ်နဲ့တက်နိုင်မယ်ဆိုရင်တော့ဆိုင်ကယ်မစီးတာအကောင်းဆုံးပဲเนาะ32ပတ်နောက်ပိုင်းဆိုလို့ရှိရင်တချို့ဆိုရင်ဒီလမ်းခီးသွားတဲ့ခါမှာလေရင်ဆိုလက်မခံတော့เนาะကားဆိုလို့ရှိရင်လည်းအဲ့လိုနည်းနည်းခုန်ပေါက်တဲ့ကားလမ်းကျန်းတဲ့နေရာတွေအဲ့လိုမျိုးမသွားနဲ့เนาะတကယ်လို့ကိုကသွားစရာရှိတယ်ဆိုရင်တော့မှတေချာလေးခယူးဆိုင်ပြီးတော့မှလမ်းမကျန်းတဲ့နေရာလေးတွေပဲသွားနီးနေနာပဲသွားပါเนาะခရီးဝေးတွေမသွားပါနဲ့เนาะဒီညီမလေးကတပူးဘလောက်လဲတဲ့တပူးဘလောက်လဲဆိုတော့ဒီခုနကကုံဆောင်နှုတ်မကိုပြောတာเนาะတပူးကို180ဘတ်ပုခအပြီးဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့မြန်မာနိုင်ငံဈေးရှိတယ်เนาะထိုင်းဘယ်နေရာမှာဆိုရင်ပို့ပေးပါတယ်เนาะဒီညီမလေးကဖော်လက်အစ်စ်တပူးရဲ့ဒီကုံဆောင်နှုတ်မုတ်ရဲ့ပေါ့เนาะမာသွားတာဖြစ်ပါတယ်ဒီညီမလေးကိုဝန်နလပေါ့เนาะအခုလိုမျိုးငွေကြိုရှင်းပြီးတော့မာယူပေးတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်လိုချင်တာပဲဖြစ်ပေါ့နော်သိချင်တာပဲဖြစ်မူလေးရဲ့ comment ဒါမှမဟုတ်လို့ရှိရင် CB မှာအသေးစိတ်လာရောက်ပြီးတော့ဆွေးနွေးမေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်မူလေးလည်းဖြစ်ပါတယ်